မင်းကောင်းရင်ငါမစိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလည်းငါမစိုးပါဘူးပဲပြောရမှာပဲเนาะသူကောင်းကောင်းမကောင်းကောင်းကိုလည်းမဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်ဓာတ်ကိုထားမြတ်စွာဘုရားဟောတဲ့တန်လေခသုတ်တံမှာအဲ့ဒီတိုင်းပဲမြတ်စွာဘုရားသူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတာနဲ့ငါလည်းဘာမှမဆိုင်ခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးเนาะမင်းကောင်းရင်ငါမစိုးပါတဲ့မင်းစိုးလို့ငါစိုးတယ်ပေါ့အထိပ္ပယ်နော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တီးခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်သိမခံမှုဆိုတဲ့အထိပ္ပယ်ချိန်ချောက်လိုက်သေးတယ်နော်အဲ့တော့အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာငါအတိုင်းတာမထားဘူးဒီလိုပြောမှပဲပို့ပြီးတဘာဝကြနော်တီးခံတယ်ဆိုတဲ့သဘောဘာမှအကန့်အသတ်မထားဘူးခံမှာပဲတိခံမှာပဲဒီလိုထားရမှာမင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးပြီးပါမယ်ပေါ့ဒီလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှားတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှားတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှားမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှားမယ်မုဒိတာနဲ့ချမ်းသာဒုက္ခကိုရှားမယ်ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှာရင်မိမိလုပ်တဲ့လုပ်ရဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးသူတော်ဘာကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလို့နီးမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာမြတ်ဗုဒ္ဓရဲ့ဆုံးမနဲ့ဒီချမ်းသာဒုက္ခကိုရှာခြင်းပဲလို့ဒီလိုဆိုတာလောကမှာလူတွေဟာကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလံကြည့်မယ်ဆိုလို့ရှိရင်တော့သူလည်းချမ်းသာကျင်တာပဲငါလည်းချမ်းသာကျင်တာပဲငါအတွက်နဲ့တော့သူစိတ်မဆင်းရဲပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့ချမ်းသာဒုက္ခရှာတဲ့လိုက်ပေါ့